အားလုံးပဲမင်္ဂလာပါအခုမင်းကလေဒီအသေးပုံထိုးနည်းလေးကိုသင်ပြပေးပါမယ်လိုအပ်တာကတော့မစ်ကော်တွန်5 line နဲ့အကတော့3ပေါ့မင်းကတော့3နဲ့ပဲ3နဲ့ပေါ့2.5နဲ့3တော့ကြစ်ကလေးနဲ့တေးသေးလေးတော့ပို့ပြီးတော့လှတာပေါ့လေဟုတ်ပထမဆုံးကထုံးစံအတိုင်း magic green ကို6ခုလုပ်ပါမယ်နဲ့3 4 5 6ခုဆွဲပြီးတော့ကြိုးလေးကိုဆွဲမယ်ဆွဲပြီးသွားရင်တော့ပထမတစ်ခုကိုရှက်ကော်လေးနဲ့ပိတ်ပါမယ်ရှက်ကော်နဲ့ပိတ်ပြီးသွားရင်တော့အဲ့နားလေးကိုမတ်ချိတ်ကလေးနဲ့မှတ်ထားပါမယ်ဟုတ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့အရှိပထမအပေါက်ထဲမှာတိုင်တိုးတစ်ပေါက်ထဲကိုနှစ်ခါထိုးပါမယ်တစ်ခါနှစ်ခါနောက်တစ်ပေါက်မှာကတစ်ခါနှစ်ခါတစ်ပေါက်ထဲကိုနှစ်ခါနဲ့အဆုံးထိမှတ်ချိတ်ထိကိုထိုးသွားပေးပါမယ်ဒုတိယတဒန်းစထိုးမယ်ဒုတိယတစ်ခါကျတော့ပထမဆုံးတစ်ပေါက်မှာကတိုင်တိုးတစ်ခါဒုတိယတစ်ပေါက်မှာကတိုင်တိုးနှစ်ခါတစ်ပေါက်ထဲကိုနှစ်ခါထိုးရပါမယ်နောက်တတိယတစ်ပေါက်မှာကလည်းတိုင်တိုးတစ်ခါစတုတ္ထအပေါက်မှာကျတော့တိုင်တိုးအပွားတစ်ခါထိုးပါမယ်အဲ့လိုပဲတစ်ပေါက်ကိုတိုင်တိုးတစ်ခါအပွားတစ်ခါနဲ့မှတ်ချိတ်ထိထိုးသွားပေးပါမယ်ဒါဆိုရင်မှတ်ချိတ်အဆုံးရောက်ပါပြီနောက်ထပ်တဒန်းကတော့၄တန်းမြောက်ရောက်သွားပြီပေါ့နော်ဟုတ်၄တန်းမြောက်မှာကကြတော့သူကအားလုံးပေါင်းတိုင်တိုး18ခါရှိရပါမယ်ဒီတိုင်းပဲတိုင်တိုး18ခါကြီးပဲမှတ်ချိတ်ထိကိုထိုးသွားပေးပါမယ်ပြီးသွားပြီဆိုရင်နောက်ထပ်9တောင်းမြတ်ကပထမဆုံးတိုင်တိုးတစ်ခါအပွားတစ်ခါပြီးသွားရင်တိုင်တိုးတစ်ခါနောက်ထပ်တိုင်တိုးတစ်ပေါက်အရှိတစ်ပေါက်မှာတစ်ခါထပ်ထိုးမယ်တိုင်တိုးနှစ်ခါအပွားတစ်ခါသူကကြတော့အကုန်လုံးကိုတိုင်တိုးနှစ်ခါအပွားတစ်ခါထိုးပြီးတော့နောက်ဆုံးမှတ်ချိတ်မှာဆိုရင်တော့တိုင်တိုးတစ်ခါနဲ့အဆုံးသတ်ပါမယ်နော်ပြီးသွားပြီဆိုရင်တော့မင်းကတော့ဒီကျိုးစာလေးကိုပဲပြန်ပြီးမှတ်ချိတ်အနေနဲ့သုံးလိုက်ပါမယ်သူကနောက်ထပ်6တန်းကိုကြတော့တိုင်တိုး24ကရှိမယ်သူက6ခွန်2ချောင်းကိုတိုင်တိုးကြီးပဲ24ကထိုးသွားပေးပါမယ်နော်ပြီးသွားပြီဆိုရင်တော့အားလုံးပေါင်း9ချောင်းရှိပါမယ်9ချောင်းရှိမယ်ဆိုတော့အဲ့ဒါဟာလေးကိုမှတ်ချိတ်ကလေးနဲ့မှတ်ထားပါမယ်ဒီလိုပုံစံမျိုးက2ခုထိုးရပါမယ်ဂျာကမင်းကဒုတိယတစ်ခုထိုးထားတာပထမတစ်ခုကတော့ထိုးပြီးသားမလို့ပါထိုးပြီးသွားပြီဆိုတော့ဒါလေးကိုကျိုးရှိရှိလေးနဲ့ဖြတ်ထားပါမယ်နော်ပြီးသွားပြီဆိုတော့ဟိုဘက်နဲ့ဒီဘက်ကိုဆက်ပါမယ်စုံထားတဲ့နေရာကနေပြီးတော့စပြီးတော့တိုင်တိုးတစ်ခါထိုးပါမယ်ပြီးသွားပြီဆိုတော့တိုင်တိုးကြီးပဲပတ်လဲမှတ်ချိတ်ထီကိုထိုးသွားမယ်ပေါ့နော်အားလုံးမှသူကတိုင်တိုး48ခါတိုင်တိုး48ခုရှိရပါမယ်နော်အဲ့လိုမျိုးပဲပတ်လဲမှတ်ချိတ်လေးထီကိုထိုးသွားပြပါမယ်ရှင်သူကအဲ့လိုမျိုးကို2ချောင်းထိုးမယ်နော်ဒါဆို1 2 3 4 5 6 9 10 9ချောင်းရှိရပါမယ်နော်ပြီးသွားရင်နောက်ထပ်10ချောင်းမြတ်ကကြတော့တိုင်တိုး17ခါထိုးပါမယ်တိုင်တိုး17ခါအရင်ထိုးပါမယ်တိုင်တိုး17ခါပြီးသွားပြီဆိုရင်တစ်ခါလျှော့ပါမယ်အလျှော့တစ်ခါထိုးမယ်ပြီးသွားပြီဆိုရင်တော့တိုင်တိုး22ခါထိုးပါမယ်
တိုင်တိုး22ခါထိုးပြီးသွားပြီဆိုရင်နောက်ထပ်အလျှော့တစ်ခါထပ်လုပ်ပါမယ်ဒါဆိုရင်တိုင်တော့အလျှော့တစ်ခါပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာကတိုင်တိုး17ခါကြံရပါမယ်မကြိတ်လေးထိဆိုရင်တော့တိုင်တိုး17ခုရှိရပါမယ်ဟုတ်နောက်ထပ်တစ်ချောင်းကတော့17ချောင်းမြောက်ပါသူကြတော့တိုင်တိုးရေးကြီးပဲ46ခါထိုးရပါမယ်မကြိတ်ထိအဆုံးထိကိုတိုင်တိုး46ခါရှိပါမယ်နော်နောက်ထပ်10ချောင်းမြောက်ပါ10ချောင်းမြောက်ကတော့အရင်ဆုံးတိုင်တိုး10ကထိုးပါမယ်တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခါတိုင်တိုး10ခါပြီးသွားပြီဆိုရင်အလျှော့တစ်ခါထိုးပါမယ်အလျှော့တစ်ခါပြီးသွားပြီဆိုရင်တိုင်တိုး22ခါထပ်ထိုးပါမယ်နော်တိုင်တိုး22ခါပြီးသွားပြီဆိုရင်တော့နောက်ထပ်အလျှော့တစ်ခါထပ်ထိုးပါမယ်ရှင်အဲ့ဒီအလျှော့တစ်ခါပြီးသွားပြီဆိုတော့နောက်ဆုံးမှာတိုင်တိုး10ကကြံပါမယ်မကြိတ်ဒီအထီကိုတိုင်တိုး10ကဆက်ထိုးပေးပါမယ်တိုင်တိုး10ခါပြီးသွားပြီဆိုရင်တော့73ချောင်းမြောက်ပါ73ချောင်းမြောက်မှာဆိုရင်တော့တိုင်တိုး42မှ4ကရှိရပါမယ်အဲဆိုအဆုံးထိကိုတိုင်တိုး44ကကြီးပဲထိုးသွားပါမယ်နော်73ချောင်းမြောက်ပြီးသွားပြီဆိုရင်14ချောင်းမြောက်ကတော့ပထမဦးဆုံးတိုင်တိုး10ခါပြီးသွားပြီဆိုရင်တော့73ချောင်းမြောက်ပါ73ချောင်းမြောက်မှာဆိုရင်တော့တိုင်တိုး42မှ4ကရှိရပါမယ်အဲဆိုအဆုံးထိကိုတိုင်တိုး44ကကြီးပဲထိုးသွားပါမယ်နော်73ချောင်းမြောက်ပြီးသွားပြီဆိုရင်14ချောင်းကတော့အရင်ဆုံးတိုင်တိုး10ကထိုးပါမယ်တိုင်တိုး10ကပြီးသွားပြီဆိုရင်အလျှော့တစ်ခါချက်ထိုးပါမယ်အလျှော့လေးပြီးသွားပြီဆိုရင်တော့နောက်ထပ်တိုင်တိုး20ထိုးပါမယ်ရှင်တိုင်တိုး20ပြီးသွားပြီဆိုရင်အလျှော့တစ်ခါထိုးပါမယ်နောက်ဆုံးမှာကတိုင်တိုး10ခါကြံပါမယ်ပြီးတော့ပြီဆိုရင်ခုနကကျိုးအရှိထားတဲ့ဟာလေးနဲ့ဟိုဘက်ဒီဘက်ဆက်တဲ့အခါမှာအပေါက်လေးကြံခဲ့တယ်ပေါ့နော်အဲ့ဒီအပေါက်ကလေးကိုအဲ့အကျိုးစာလေးနဲ့ချုပ်သွားမယ်ဒါကလေမင်းကလေအခုမှလေချုပ်ဖို့တတိယလို့တလားနောက်မို့ဆိုရင်သူကနှစ်ခုဆက်ပြီးချင်းမှာချုပ်ရင်ပို့ပြီးအဆင်ပြေရယ်ဒါတော့နည်းနည်းအတွင်းလို့ရောက်သွားတယ်ဒါမှလည်းအဆင်ပြေသလိုပဲချုပ်လိုက်ပါတယ်ပြီးသွားပြီဆိုရင်အပေါက်လေးကအဲ့လိုမျိုးပိတ်သွားပြီပေါ့နော်နောက်ထပ်15ချောင်းများကိုမင်းတို့စထိုးမယ်နော်15ချောင်းမြောက်ကကြတော့5ကထိုးတစ်ခါလျှော့အရင်ဆုံးတိုင်တိုးတစ်ခါနှစ်ခါ3ခါ4ခါ5ခါပြီးရင်တစ်ခါလျှော့ပါမယ်အဲ့လိုမျိုးပဲအဆုံးထိကို5ခါတိုးတစ်ခါထိုးနဲ့ထိုးရပါမယ်နော်နောက်ထပ်16ချောင်းမြောက်မထိုးခင်ပေါ့ဆီလီကွန်လေးထည့်ပါမယ်ဆီလီကွန်ကတော့ပြစ်ကြက်ကလေးထည့်ရင်တော့ပို့ပြီးတော့အသေးပုံလေးဖောက်ဖောက်လေးနဲ့ပို့လှတာပေါ့နော်ဆီလီကွန်ကိုအယုတ်ထိုးတဲ့အခါမှာ2မျိုးပါနဲ့များများလေးထည့်ပါများများထည့်တိုင်းလည်းမကောင်းပေါ့လေကြည့်ကြပြီးတော့ထည့်ကြပေါ့16ချောင်းများထိုးပါမယ်နော်16ချောင်းများကအရင်ဆုံးတိုင်တိုး2ခါထိုးပါမယ်1နဲ့2ခါထိုးပြီးတစ်ခါလျှော့မယ်ပြီးသွားရင်တော့တိုင်တိုး4ခါထိုးပါမယ်တစ်ခါတိုင်တိုး4ခါထိုးပြီးသွားပြီဆိုရင်တစ်ခါလျှော့ပါမယ်အဲ့လိုမျိုးပဲ4ခါထိုးတစ်ခါလျှော့4ခါထိုးတစ်ခါလျှော့တဲ့နောက်ဆုံးမှာကတိုင်တိုး2ခါကြံမယ်နော်အဲ့ဒီပြီးသွားပြီဆိုရင်မင်းမထိုးပြတော့ဘူးနောက်ပိုင်းနေကြတော့3ခါထိုးတစ်ခါလျှော့2ခါထိုးတစ်ခါလျှော့တစ်ခါထိုးတစ်ခါလျှော့နဲ့အကုန်လုံးလျှော့တာကိုကိုယ့်အကူပဲထိုးပေးပါနော်ဗီဒီယိုကြီးကအရင်ရှည်နေတော့
မဖြစ်လို့တိတ်ပြီးတော့အစီအမပြုလို့လေနောက်ဆုံးမှကျတော့ကျိုးလေးရှိထားပြီးတော့ဖင်ပေါက်ပိတ်လိုက်မယ်ပေါ့အဖန်လို့နဲ့အဖန်လို့ဆိုတာအပေါ်ဆုံးကျိုးတချို့တွေကိုယူပြီးတော့အကုန်လုံးကိုစုပြီးတော့ဆွဲလိုက်တာမျိုးပေါ့နော်အဲ့ဆိုရင်ချုံမနေတော့ပဲနဲ့တော့သူကက်ကရက်ကလေးနဲ့အပေါက်ကလေးတိတက်ကလေးနဲ့ပိတ်သွားတာပေါ့လေအဲ့လိုမျိုးလေးလုပ်ပြပါနော်ဒါဆိုရင်အသေးပုံထိုးနည်းလေးတော့ပြီးသွားပြီနောက်ထပ်မျက်လုံးလို့လက်လို့ထိုးနည်းကိုကြောက်တော့နောက်ထပ်ဗီဒီယိုတစ်ခုမှထပ်တင်ပေးပါမယ်နော်ဗီဒီယိုကအရန်ရှည်နေတော့လေတင်လို့အဆင်မပြေတော့လို့ပါနော်ဒါဆိုရင်ထိုးပြီးသွားပြီဆိုရင်လည်းနားမလဲရလေးရှိရင်လည်းမီးလို့ရပါတယ်ပြီးတော့ပတန်ကိုလည်းတင်ပေးထားမယ်ပေါ့နော်ရေးထားတဲ့ပတန်လေးကိုလည်းပြန်ပြီးတော့တင်ပေးထားပါမယ်ရှင်ကောင်းကောင်းကိုကြည့်စုပါလိုက်ထိုးကြအောင်နော်